အင်ဒိုနီးရှားနိုင်ငံလို့ပြောလိုက်ရင်ပင်လယ်ကျွန်းများနဲ့မီးတောင်တွေကိုလူအများထင်ကြပေမဲ့ဂျာဗားကျွန်းလယ်ပိုင်းမှာတိတ်တဆိတ်တည်ရှိနေတဲ့ဘောတော်ဘူတော်စေတီကြီးကတော့ကမ္ဘာသမိုင်းနဲ့ဗုဒ္ဓသာသနာကိုတနေရာထဲမှာပေါင်းစည်းထားတဲ့အံ့ဩဖွယ်အမွေအနှစ်တစ်ခုဖြစ်ပါတယ်ဒီစေတီကြီးကိုခရစ်နှစ်800စု900စုခန့်မှာစာလင်ထွာမင်းဆက်ကတည်ဆောက်ခဲ့တာလို့ယူဆကြပြီးယနေ့ထိကမ္ဘာပေါ်မှာအကြီးဆုံးဗုဒ္ဓဘာသာစေတီအဆောက်အဦအဖြစ်ရပ်တည်နေစေပါတောက်တုံးပေါင်း2 တန်းကျော်ကိုတန်မဏီမတုံပဲတက်ဆင်ထားတာကလေအဲ့ဒီခေတ်လူသားတွေရဲ့ဉာဏ်ရည်ကိုတက်တည်ပြနေပါတယ်ဘောတော်ဘူတော်ကိုအပေါ်ကနေကြည့်မယ်ဆိုရင်မန္တလာပုံစံလို့ထင်ရပြီးဒါဟာဗုဒ္ဓဘာသာမှာလောကဘဝကနေဉာဏ်လင်းရရှိခြင်းကိုကိုးစားပြုထားတာပါဇေဒီတစ်ခုလုံးမှာအလွာ9လပါရှိပြီးအောက်ပိုင်း6လကိုတော့လူလောကစန္ဒကမ္မလို့ခေါ်ပြီးအပေါ်ပိုင်း3လကိုဉာဏ်အလင်းနိဗ္ဗာန်တို့ခရီးလို့ခေါ်ပါတယ်လှေကားတက်သွားသလိုလူဘဝရဲ့စိတ်ကူးရင်စန္ဒတွေကနေတဖြည်းဖြည်းလွတ်မြောက်လာတဲ့ခရီးကိုကိုယ်တိုင်ရှောက်လန်းနေရတယ်လို့ခံစားရစေပါတယ်ဒီဇေဒီကြီးတွင်းမှာဗုဒ္ဓရုပ်ပွားတော်900ကျော်ပါရှိပြီးအပေါ်လွှာတွေမှာစတုပတ်ဇေဒီငယ်80ကျော်ကိုတွေ့ရပါတယ်စတုပတ်အတွင်းမှာထိုင်နေတဲ့ဗုဒ္ဓရုပ်ပွားတော်တွေကိုလူတွေကြားမှာလက်နဲ့ထိနိုင်ရင်ဆူတောင်းပြည့်တယ်ဆိုတဲ့ယုံကြည်မှုတောင်ရှိနေပါသေးတယ်။ယုံကြည်မှုမယုံကြည်မှုတွေမှမဟုတ်ပဲဒီနေရာရဲ့ငြိမ်းချမ်းတဲ့လေထုကတော့လူတိုင်းရဲ့စိတ်ကိုဆွဲဆောင်နေပါတယ်။ဘောတော်ဘူတော်ရဲ့နေရန်တွေမှာပန်းနိုင်ပုံ2600ကျော်ကိုဒုလက်ထားပြီးဗုဒ္ဓဘုရားရှင်ရဲ့ဘဝဆက်ကြောင်းကာမအကျိုးကုသိုလ်အကုသိုလ်အဲ့ဒီခေတ်လူနေမှုဘဝပုံရိပ်တွေကိုရုပ်ပုံစာအုပ်တုံးလို့လမ်းလျှောက်ရင်ဖတ်ရှုနိုင်ပါတယ်။စာမဖတ်နိုင်တဲ့သူတွေတောင်ရုပ်ပုံတွေကတဆင့်သင်ခန်းစာရနိုင်အောင်ဖန်တီးထားတာကအံ့ဩစရာပါပဲ။တစ်ချိန်လုံးကဘောတော်ဘူတော်စေတီကြီးဟာမီးတောင်ပြတစ်တော်ထူထမ်းမှုကြောင့်ရာစုနှစ်ပေါင်းများစွာပျောက်ကွယ်နေခဲ့ပါတယ်။ဒါပေမဲ့19ရာစုအင်္ဂလိပ်အုပ်ချုပ်ရေးခေတ်အတွင်းပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးယနေ့ထိပြုပြင်ထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။ UNESCO ကမ္ဘာ့အမွေအနှစ်ဖြစ်အတိအမှတ်ပြုခံရရုံသာမကအင်ဒိုနီးရှားနိုင်ငံရဲ့အထင်ကရသင်္ကေတဘာသာရေးအမှုပညာဒသနိကတမိုင်းရအလုံးရေးပါနေခဲ့ပါပြီ။ဘောတော်ဘူတော်စေတီကြီးဟာစေတီဆူတာမဟုတ်ပါဘူး။ကြောက်တုံးနဲ့ရေးထားတဲ့ဗုဒ္ဓဒသနစာအုပ်ကြီးတအုပ်လို့ပြောရင်လည်းမလွန်ပါဘူး။ဇုံးနီရှိနားထောင်ပြီလို့ကျေးဇူးတင်ပါတယ်